မိဘကိုလှုပ်ကြွေးတဲ့သားသမီးကရှာဖွေရတာပိုလွယ်တယ်မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူကပိုပြည့်စုံလာတတ်တယ်မိဘကိုပြန်ကြည့်တတ်တဲ့သားသမီးကပိုအဆင်ပြေလာလိမ့်မယ်မိဘစကားနားထောင်တဲ့သူကအမြဲစိတ်ချမ်းသာရတယ်မိဘနှစ်ပါးလုံးရှိနေတော့မှတီးတတ်ပါဂယူးဆိုင်ပါအသက်ကြီးမှပြန်ကြည့်မယ်လို့မတွေးပါနဲ့ကိုပြန်ကြည့်နိုင်တဲ့အချိန်သူတို့ရှိချင်မှရှိတော့မှာပါမချမ်းသာလို့မပြည့်စုံသေးလို့ဆိုတဲ့စင်ကြီးတွေအစားကိုတက်နိုင်တဲ့လောက်လေးအဖေမေတွေကြိုက်တတ်တဲ့မုံလေးတစ်ထုပ်အနှွေးတယ်လေးတစ်ထည်ဖဏ္ဍလေးတစ်ရံလောက်နဲ့ကြောတာမျိုးကသူတို့ကိုစိတ်ချမ်းသာစေတယ်သူတို့ရဲ့စိတ်ထဲမှာပြီးပြည့်စုံစေတယ်စကားတခွန်းရှိတယ်မိတ်ဆွေမိဘအတွက်ကုန်သွားတဲ့ငွေကအမြဲဆယ်စားပြန်ရလာပါတယ်တဲ့ကိုစီကနည်းနည်းရပြီးများများပြန်ပေးခြင်းသူကမိဘတွေအပြင်အခြားမရှိပါဘူးလက်ရှိအောင်မြင်နေတဲ့သူတွေကိုကြည့်လိုက်ရင်မိဘကိုသိတတ်သူတွေချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင်မိဘကိုဘယ်တော့မှမညှို့ညင်တတ်သူတွေမယုံမရှိနဲ့သူတို့ကြောင့်မိဘအဆင်ပြေတာမဟုတ်ပဲမိဘကြောင့်သူတို့အဆင်ပြေနေတာပါမိတ်ဆွေ